ချက်ချင်းဇာကန်တွေကိုလှော့လိုက်ပြီးတော့ချက်ချင်းအပြစ်ခတ်ရက်စေအခုလို့ဒါပေမဲ့ genocide ဆိုတဲ့စကားလုံးကိုမေးတာကိုတော့ခေါင်းဆောင်၃ယောက်လုံးကမဖြေသွားဘူးအဲ့ဒါဂါဇာနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ယက်တီချက်အဲ့တော့ပြောချင်တာက Brexit ဖြစ်ပြီးတဲ့အချိန်မှာဒီ Brexitia လို့ခေါ်တဲ့ UK နိုင်ငံရဲ့လက်ရာစွန်း Michael Farage တို့ Tory Party လို့ခေါ်တဲ့ Mrs May တို့ David Cameron တို့ဒါသူတို့ပွေခဲ့တဲ့ဇာတ်လမ်းတွေပေါ့ဒီ Rishi Sunak တို့ Boris Johnson တို့ Liz Truss တို့အုပ်စုပေါ့သူတို့14နှစ်ကြာသူတို့အုပ်ချုပ်ပြီးတဲ့အခါမှာသူတို့လှုပ်သွားတဲ့ဒီဇာတ်လမ်းရနေပြီးတော့အဲ့တော့ Brexit ထွက်ပြီးတဲ့6နှစ်အကြာမှာဖြစ်ခဲ့တဲ့အနေအထားဒါကြောင့်ဟိုကမေးတယ်ပေါ့သတင်းတောက်ကမေးတယ်ဘာကြောင့်မလို့ဒါကို permanent ဒီမလုပ်ကြသလဲဆိုတော့ငါတို့အခုဒီသဘောတူညီရတဲ့ရလာတဲ့ရလက်ကိုစောင့်ကြည့်မယ်အရင်တော့ရလက်ကလည်းအခုငါတို့ဒီနေ့တွေ့နေရပြီအဲ့တော့ဒီရလက်ကိုစောင့်ကြည့်ပြီးတော့အဖြေကိုကြည့်ပြီးမှငါတို့ဆက်ပြီးသဘောတူညီရတဲ့ဆက်လုပ်သွားမယ်ရေရှည်ပိုကောင်းပြီးပိုခိုင်မာတဲ့ဥရောပလုံခြုံရေးအတွက်အဓိကခိုင်မာတဲ့ကိစ္စပေါ့ဒါကရုရှားကိစ္စနဲ့ပတ်သက်ပြီးပြီးတော့လေချက်ချင်းအပြစ်ခတ်ရစေရမယ်ရုရှားရဲ့ unconditional လုံးဝဘာချွင်းချက်မှမပါတဲ့အပိတိုင်အပြစ်ခတ်ရစေရေးကိုလုပ်ပေးရမယ်အဲ့ဒါမလုပ်မချင်းငါတို့ကအလွန်အမတန်ကြီးမားပြင်းထန်တဲ့ဒီ session တွေနဲ့ဖိအားပေးမယ်ပူတင်ကိုယူကရိန်းဘက်ကဆိုင်ကပြီးသွားပြီပူတင်ဆိုင်ကအပြစ်ကရက်ဖို့အတွက်ပူတင်ကိုအပြစ်မရက်အောင်ငါတို့ဘက်ကတော့ဖိအားအကြီးကျယ်ဆက်ပေးမယ်ပြောချင်တာကစီးပွားရေး session တွေဆက်လာမယ်အဲ့တော့သမ္မတဒေါ်နယ်ထရန့်အခုမကြခင်မှာဒီပူတင်ကိုဖုန်းခေါ်ပြီးစကားပြောတော့မယ်အဲ့ဒီကနေပြီးတော့အကောင်းဆုံးအပီးတိုင် unconditional ceasefire the end of the war စစ်ပွဲကိုအပီးတိုင်ရက်စဲဖို့ကိုပဲသူတို့ကစိတ်လှုပ်ရှားစွာနဲ့စောင့်ပြောနေတယ်ဒါဟာဒီသတင်းစာရှင်းလင်းပွဲမှာပြောသွားတဲ့ UK နဲ့ EU ရဲ့ဆက်ဆံရေးကို reset ပြန်လုပ်တာပါဒါပေမဲ့ Brexiteer တွေပဲသတင်းတောက်တွေကတော့မျိုးစုံနဲ့မေးတာပေါ့ငါတို့ဒီဥရောပကထွက်ဖို့မဲပေးထားတဲ့ပြည်သူတွေကတစ္ဆာဖောက်ခံရသလားဝန်ကြီးချုပ်မေးလို့တဲ့ကိစ္စကဥရောပကိုပြန်ပြီးဒူးထောက်တာလားဆိုတဲ့မေးခွန်းကိုဝန်ကြီးချုပ်ကအခုရရှိတဲ့သဘောတူညီချက်ကငါတို့နိုင်ငံအတွက်အကောင်းဆုံးဖြစ်တယ်ငါတို့နိုင်ငံရဲ့အလုပ်ကိုင်းတွေနေဆက်လုံခြုံရေးတွေနဲ့နိုင်ငံနာဂတ်ရရှိဖို့အတွက်အကောင်းဆုံးစူးစမ်းဆောင်ရွက်တာပဲဖြစ်တယ်ဆိုတဲ့ဘက်ကနေပဲသူကဖြေသွားတယ်ဒါကြောင့်မကြိုက်တဲ့လူတွေကတော့ကန့်ကွက်မှာပဲလေဒါထုံးစံပဲဘက်ကနှစ်ဖက်ရှိတာအဲ့တော့ကျွန်တော်ကတော့စိတ်ဝင်စားတာကရိုးရိုးတာမန်နိုင်ငံသားတယောက်နေရတော့ကုန်စည်နှုန်းကျမှာကိုတော့ကျွန်တော်တို့ကမျှော်လင့်တယ်ဘာကြောင့်လဲဥရောပကမထွက်ခင်တည်းကကျွန်တော်ဒီနိုင်ငံမှာနေနေတာအဲ့တော့ဥရောပကထွက်လိုက်ပြီးတဲ့2နှစ်လောက်အကြာမှာခံစားလိုက်ရတဲ့ကုန်စည်နှုန်းကြီးမှုဟာဒီနေ့ကျွန်တော်တို့ခံစားနေရတယ်အရင်တော့ကကျွန်တော်တို့ဈေးသွားတယ်ဆိုရင်ပေါင်30လောက်ဆိုရင်ဒါတော်တော်များနေပြီအခုကပေါင်60နဲ့100ကြားကုန်နေတယ်အရန်ကုန်ကြားဈေးတွေဈေးကြီးနေတယ်2ဆ3ဆတက်နေတယ်အရင်တော့ကတစ်ပေါင်နဲ့ဝယ်တော့လို့ရတဲ့နွားနို့က2ပေါင်ခွဲဖြစ်နေတယ်အရင်တော့က2ချက်ခွဲနဲ့ကြက်တကောင်ဝယ်စားလို့ရနေအခု5ချက်ကျော်6ချက်ဖြစ်နေတယ်အရာဈေးကြီးနေတယ်ဘာကြောင့်လဲဒီအစားအသောက်တွေအားလုံးဒီဥရောပကလာတာအဲ့တော့ကျွန်တော်ဒီနေရာမှာထောက်ပြချင်တာကနိုင်ငံရေးသမားတွေအမျိုးသားရေးသမားတွေကတိုင်းချစ်တယ်ပြည်ချစ်တယ်ဘာချစ်တယ်ညာဖြစ်တယ်ဟိုဒီ fishing right ရှိတယ်ဘာရှိတယ်ညာရှိတယ်သူတို့ပြောနေကြတာဒါသူတို့ဘက်ကမှန်းနေဒါပေမဲ့သူတို့အဲ့ဒါဥရောပကထွက်လိုက်တဲ့အတွက် UK နိုင်ငံလွတ်လပ်သွားတာမလွတ်လပ်သွားတာမသိဘူးလောလောဆယ် UK နိုင်ငံမှာတော့ပြည်သူတွေကအကြီးအကျယ်ခံစားနေရတယ်အဲ့ဒီကုန်စည်နှုန်းကြီးတဲ့တန်ကိုအဲ့ဒီသူတို့ထွက်သွားမယ်လို့သူတို့ကြွေးကြော်နေပြီးတော့အမျိုးသားရေးနဲ့သူတို့မဲဆွယ်နေတဲ့လူတွေကပြည်သူတွေကိုလာစာလည်းမတူဘူး။ဦးလာစာက UK အဲ့ Labor Party လက်ထက်မှာပါလာစာတူတာ။ဒီချာမြင်အောင်ကြည့်နော်။သူတို့ဥရောပကထွက်ပြီးတော့သူတို့ right ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်အမျိုးသားရေးသမားတွေပြောပြီးတော့သူတို့အုပ်ချုပ်ခဲ့တဲ့ Rishi Sunak တို့လက်ထက်မှာကိုနော် Mrs May တို့လက်ထက် Boris Johnson လက်ထက်မှာတိုက်ပြည်ကိုစင်းတို့တွေတက်ခဲ့တယ်ကျွန်တော်တို့လာစာတွေမတူပေးဘူး။ဥရောပကမထွက်ခင်မဲ့ဥရောပနဲ့ပြည်လဲခြင်းနဲ့ Labor Party တက်လာမှာပဲကျွန်တော်တို့လာစာတွေတိုးတာဒါတော့ကိုစင်းတို့တိုးတဲ့ဒဏ်ကိုကျွန်တော်တို့မလုပ်ပေးနိုင်ဘူးနိုင်ငံရေးသမားတွေသူတို့အကျိုးမြတ်အတွက်သူတို့ရှောက်ပြောနေတာအတိုင်းပြည်အကျိုးအတွက်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောချင်တာကလက်ရစွန်းတွေပြောနေတဲ့စကားဟာ
လက်တွေ့မြေပြင်မှာဖြစ်နေတဲ့ကိစ္စနဲ့တခါတလေကွာဟနေတာကိုကျွန်တော်ထောက်ပြခြင်းတာအဲ့တော့သူတို့ပဲကြီးပွားသွားတယ်သူတို့ Brexit ထွက်လို့သူတို့တထေးတွေပဲကြီးပွားတယ်သူတို့ company တွေပဲကြီးပွားတယ်သူတို့တွေပဲနိုင်ငံရေးအာဏာရသွားတယ်ပေးဆက်လိုက်ရတာကပြည်သူတွေပေးဆက်လိုက်တာကကုန်စည်နှုန်းကြီးတယ်ပြီးတော့ကျွန်တော်တို့ NHS ဆိုတဲ့နေရာကြီးမှာတခါတည်းရှုပ်ပွားပြီးတော့သူတို့ကဥရောပလူတွေကိုမခေါ်သွင်းခြင်းဘူးဆိုတော့အိန္ဒိယလူတွေခေါ်သွင်းဟိုလူတွေခေါ်သွင်းပြီးတော့သူတို့ကဥရောပလူတွေပေးမလာဘူးဆိုပြီးတော့ဥရောပလူတွေကဒီ UK နိုင်ငံမှာတသက်လို့လာမနေအလုပ်လုပ်ပြီးပြန်ကြတာများတယ်အဲ့တော့သူတို့အဲ့ဒါကိုအစားထိုးမယ်ဆိုပြီးတတိယနိုင်ငံကအစားထိုးအိန္ဒိယတွေကိုခေါ်သွင်းတယ်ပဲလိုက်တာဒါအမှန်တရားပဲအိန္ဒိယနိုင်ငံသားတွေဖိလစ်ပိုင်နိုင်ငံသားတွေလာပြီးမပြန်တော့ဘူးတခါတည်းသူတို့ကဘာလဲမွန်းနဲ့မင်းကြီးကသူတို့ပေးသလိုပဲအခွင့်အရေးရသွားတယ်အဲ့တော့သူတို့စီကအလုပ်သမားတယောက်လာရင်တမိသားစုလုံးပါလာတယ်တဆွေမျိုးလုံးပါလာတယ်အဲ့တော့ UK နိုင်ငံကပိုပြီးကြက်တဲလာတယ်ပိုပြီးခက်ခဲလာတယ်ပြီးတော့လောက်ခလာစာတိုးပေးလားဆိုတော့လည်းမတိုးပေးဘူးအဲ့တော့ပြည်သူတွေပဲခံစားရတယ်ပြည်သူတွေပဲဒုက္ခရောက်တယ်အချွေးတွေတက်ကြတယ်တကချွေတာရတယ်အစားအသောက်တွေဆင်းရဲတယ်တချို့မိသားစုတွေကလေးတွေရဲ့ဆင်းရဲမွေးတွေမှုတွေတုတ်တက်လာတယ်အဲ့ဒါလည်းသူတို့ပါဇက်ကတော့အမျိုးသားကြီးပြောတယ်တကယ်လက်တွေ့ပြည်တိုင်းပြည်မှာပြည်သူတွေစားဝတ်နေချောင်လေအောင်လည်းမလုပ်ပေးနိုင်ဘူးဥရောပကထွက်ပြီးတော့အစားထိုးပြီးတော့တခြားနိုင်ငံတွေကနေပြီးတော့အစားအသောက်တွေလည်းဈေးပေါ်နဲ့သူတို့ဝယ်မပေးနိုင်ဘူးသူတို့မှမလုပ်နိုင်တာတို့မှလွတ်ဖြစ်လည်းမဖြစ်နိုင်ဘူးအဲ့တော့အဲ့ဒါမျိုးအနေထားတွေကနေပြီးတော့တကယ်တမ်းနော် NHS လည်းသူတို့လုပ်လိုက်တာအကိုပြက်စီကုန်တယ်အခုကျွန်တော်ကခါနာတယ်ဆိုပါစို့ကျွန်တော်ကခွဲစိတ်ကျင်ပါတယ်ဆိုပါစို့ကျွန်တော်ကအခုဒီ physiotherapy လို့ခေါ်တယ်ကျွန်တော်ခန္ဓာကိုယ်တွေကြိုက်ခဲနေတယ်အနာကျင်ဖြစ်နေတယ်အဲ့တော့ physiotherapy ပေါ့ဗျာနော်ကိုလေးချစ်ကန်လုပ်ဖို့အတွက်စေကန် appointment လုပ်တာ6လတစ်နှစ်ကြာတယ်အဲ့ဒီချိန်မှာကိုယောဂပျောက်နေပြီကျွန်တော်မျိုးသမီးဆိုရင်ဒါ physiotherapy appointment လုပ်ထားတာသူဖနှောက်နာလို့လုပ်တာလွန်ခဲ့တဲ့6လတည်းအဲ့ဒီဖနှောက်နာတော့ပျောက်သွားပြီအခုမှ appointment ရတာအခုမှခေါ်တွေ့တာအဲ့လိုသူတို့ဖြက်စီးပလိုက်တာအဲ့ဒီဆက်လေးနဲ့အုပ်ချုပ်သွားတာနော်ဟိုတာမန်ခွဲစိတ်ဖို့မျက်စိတကာခွဲဖို့တစ်နှစ်ခွဲလောက်ဆောက်ရတယ်နော်အရေးပေါ်ကလွယ်ရင်ဘာမှမလုပ်ဘူးစေကန်တစ်ခါပြဖို့အတွက်ဖုန်းခေါ်လိုက်ရတာအတန်းတန်းသွားတစ်ခါပြဖို့အတွက်ဖုန်းခေါ်လိုက်ရတာအတန်းတန်းပတ်စံနေလဲသုံးနေတာပဲနော်စီစံနေစနစ်တွေပျက်စီးယိုယွင်းနေတယ်အဲ့ဒီထဲမှာNHS ဘယ်လောက်ပျက်စီးနေလဲဆိုတော့ကျွန်တော်ကိုယ်တိုင် NHS မှာလုပ်နေတာကျွန်တော်တို့ဌာနမှာဆိုရင်3လတစ်ခါမန်နေဂျာတွေပြောင်းနေတယ်အခုလည်းမန်နေဂျာတွေပြောင်းတာကုန်ပြီအခုတယောက်ပဲကြာတော့တယ်ကုန်ပြီဖြစ်ချင်တိုင်းဖြစ်နေကြတာပြောချင်တာကဇီးသီးပိုင်းကြီးမောက်နေကြတာအဲ့တော့အဲ့လိုမျိုးအနေထားကနေ rule based order ဒါလက်ရသမားတွေအုပ်ချုပ်လိုက်တာလीလက်ရသမားတွေအုပ်ချုပ်လိုက်တော့သူတို့လက်ရသမားတွေကိုမဲပေးကြတဲ့သူတို့ community တွေကပဲဒီမှာလာပြီးတော့အကုန်လုံးလာပြီးတော့ဘယ်လိုအစီဆုပ်သွားကြတာပေါ့အဲ့တော့အဲ့ဒါကတကယ်အဖြစ်ပြက်ပဲဒါကြောင့်ဒီနေ့ဥရောပနဲ့ရရှိလိုက်တဲ့သဘောတူညီချက်ကိုကျွန်တော်လိုတာမန်အလုပ်သမားတယောက်နေ NHS ဝန်ထမ်းတယောက်နေနဲ့အပြည့်အဝကြိုးစိုးတယ်ကျွန်တော်တို့ဒါကိုမျှော်နေတာကျွန်တော်တို့ကသူတို့နိုင်ငံရေးကသူတို့ကိစ္စလောလောဆယ်ဒီနိုင်ငံမှာနေပြီးဒီနိုင်ငံသားတယောက်နေနဲ့ဒီနိုင်ငံမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်နေနဲ့ကိုစင်းတို့ကြားတာလူချင်းတယ်ဥရောပနဲ့သူတို့အခုလိုဒီ SPS လို့ခေါ်တဲ့ဒီဥစ္စာကို short ပေးလိုက်ရင်ဈေးနှုန်းပြန်ကျမှာသိသိတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကမျက်စိလက်နဲ့တွေ့ထားတာဥရောပကမထွက်ခင်ကမလို့ဥရောပကထွက်ရင်ကိုစင်းနှုန်းတက်မယ်လို့ပြောခဲ့တာကိုမယုံခဲ့ကြဘူးဒါပေမဲ့လက်တွေ့မှာတကယ်တက်သွားတာဘာဖြစ်လို့လဲဒီကုန်သွယ်ရေးစီးမြင်းနေကြအဲ့တော့ဒီအချက်လက်တွေကိုကြည့်ပြီးတော့ဒီနေ့သဘောတူညီချက်ကဒါအားလုံးအတွက်အကျိုးရှိနိုင်တဲ့အနေအထားဖြစ်တယ်ဆိုတာတော့သိကြပဲအဲ့တော့လက်တွေ့မှာကပြည်သူတွေရဲ့စားဝတ်နေရေးကိုအရင်ဆုံးအဆင်ပြေအောင်လုပ်ပေးရမယ်ကိုစင်းနှုန်းကြည့်အောင်လုပ်ပေးရမယ်ရတဲ့ကိုစင်းနှုန်းနဲ့လာစာနဲ့အဆင်ပြေအောင်လုပ်ပေးရမယ်အဲ့တော့ရတဲ့ကိုစင်းနှုန်းနဲ့လာစာနဲ့မပြေလဲပဲနဲ့ဒီရှင်းပြောရရင်လူတွေကလာစာကားတာမသူတို့တက်အောင်မလုပ်ဘူးလာစာတက်အောင်လုပ်ပေးဖို့ကိုစင်းနှုန်းကြအောင်လုပ်ပေးဖို့ဆိုတာနံပါတ်1ချက်ဒီစစ်ပွဲတွေရမှရမယ်အဲ့တော့ဒီဓာတ်စီစေးလောင်စာစီစေးတွေကတော့တဖြည်းဖြည်းပြန်ကျလာပြီး trend တက်ပြီးတဲ့ချိန်မှာတော်တော်ပြန်ကျသွားတာအဲ့ဒါအမှန်ပဲအဲ့တော့ဓာတ်စီစေးလောင်စာစီစေးတွေပုံမှန်ပြန်ကျလာပြီးနောက်ပြီးတော့ငွေကြေးဖောင်းပွားနှုန်းပြန်ကျလာပြီးဒါပေမဲ့စားသောက်ကုန်ဈေးနှုန်းတွေကခေါင်ခိုက်နေအောင်ဈေးကြီးနေတယ်
အဲ့တော့ဘာမှမဖြစ်ပါဘူးတစ်ချက်ဒီအမိုက်လာပြလို့ပဲအင်းရလဲအောင်ကြည့်လိုက်တာတွေ့ပြီအဲ့တော့အဲ့ဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးအနေထားတွေရဒီကျွန်တော်တို့ကဒီအခုလက်ရှိ UK နဲ့ EU ရဲ့ဒီသဘောတူညီချက်ကိုတော့တာမန်ငကိုတွေကလည်း EU မှာနေခြင်းတဲ့လူလေ Brexit ကမထွက်စေခြင်းတဲ့လူဆိုတော့ကျွန်တော်တို့ Brexit ကမထွက်ဖို့မဲပေးခဲ့တဲ့လူတွေအားလုံးကတော့ကြိုးစိုးမှာအမှန်ပဲငကိုတွေကဒီအမျိုးသားရေးအစွန်းရောက်တွေ Michael Farage တို့လိုလှုပ်ရှားနေတဲ့လူတွေပေါ့ဗျာနော်အဲ့ဒီ